တလင်းကြီးမတန်ဆွမ်းသူများအတွက်စီးပွားရေးလူမှုရေးပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများအပြည့်အဝရရှိရန်စီမံဆောင်ရွက်ခြင်းထပ်ဝင်ပဲနိုင်ငံရေးစီးပွားရေးလူမှုရေးယဉ်ကျေးမှုနှင့်ပြည်သူ့ရေးရာစသည့်နယ်ပယ်အသီးသီးတွင်မတန်ဆွမ်းသူများပါဝင်ဆောင်ရွက်ခွင့်ရရှိရေးဆောင်ရွက်ခြင်းကြရင်ကမတန်ဆွမ်းသူများအထူးသဖြင့်အမျိုးသမီးများနှင့်ကလေးငယ်များအားထိရောက်စွာကာကွယ်ပေးရန်စီမံဆောင်ရွက်ခြင်းကြရင်မုံမတန်ဆွမ်းသူများအလုပ်အကိုင်ခွင့်လန်းများရရှိရေးအတွက်လိုအပ်သောစီမံချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ကြီးကြပ်ခြင်းနာကြီးမတန်ဆွမ်းသူများအတွက်ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ခြင်းတာဝန်ဘူးပြည်သူလူထုအတွင်းမတန်ဆွမ်းမှုဆိုင်ရာအသိပညာများတိုးပွားလာစေရန်လုပ်ငန်းအစီအစဉ်များချမှတ်ဆောင်ရွက်ခြင်းထပ်ဆင့်တူမတန်ဆွမ်းသူများ၏အခွင့်အရေးများအတွက်ဆောင်ရွက်နေသောပြည်တွင်းပြည်ပမှအဖွဲ့အစည်းများနှင့်မတန်ဆွမ်းသူများအသင်းအဖွဲ့များကိုထောက်ပံ့ကူညီခြင်းဒါတွေမြန်မာနိုင်ငံမတန်ဆွမ်းသူများအသင်းချုပ်၏လုပ်ငန်းတာဝန်များကိုညှိနှိုင်းသတ်မှတ်ပေးခြင်းတောက်ချိုင်မတန်ဆွမ်းသူများအသင်းဖွဲ့စည်းခြင်းနှင့်ဆက်လျဉ်း၍လိုအပ်သောလမ်းညွှန်ချက်များချမှတ်ခြင်းနှင့်ထောက်ပံ့မှုများပေးခြင်း